အားလုံးမင်္ဂလာပါဦးဇင်းကတော့အနော်ရထာခေါင်းဆောင်ပညာတက္ကသိုလ်က ALU 25B1 028ပါဦးဇင်း15မိနစ်နာ presentation အတွက်အနော်ရထာခေါင်းဆောင်ပညာတက္ကသိုလ်ကကတိကဆရာဆရာမနဲ့တက်ရောက်ကြတဲ့ကျောင်းသူကျောင်းသားပရိသတ်အပေါင်းတို့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ပထမဆုံးပြောမယ်ခေါင်းစဉ်နှစ်ပေမိတ်ဆက်ပြီးပါမယ်ခေါင်းစဉ်ကတော့ခိုင်မာသောခေါင်းဆောင်မှုအတွက်အခြေခံအုတ်မြစ်ဖြစ်သောကျမ်းမာရေးဖြစ်ပါတယ်နောက်တစ်ခေါက်ထပ်ပြောပြပါမယ်ခိုင်မာသောခေါင်းဆောင်မှုအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုဘယ်လောက်လိုအပ်တယ်လဲနောက်ကျမ်းမာရေးဟာခေါင်းဆောင်တယောက်ရဲ့ရွေးချယ်စရာအော်ရှင်မရှိမဖြစ်လိုအပ်တဲ့အရေးချင်း core competency ဖြစ်တယ်ဆိုတဲ့အချက်နဲ့စတင်ကြပါတယ်နော်ယထာဆိုတဲ့အတိုင်းပထမမြန်မာနိုင်ငံတည်တဲ့နော်ယထာမင်းကြီးနဲ့သူ့ရဲ့စွမ်းရည်တတ္တိ view ဟာနိုင်ငံတော်စူးစီးနိုင်မှုနေရာတွေမှာဒီအချက်တွေကိုသုံးဆွဲသွားတယ်လို့မြင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့ဆုံးဖြတ်ချက်ချနိုင်မှုအတွက်ခံနိုင်ရည် stamina ခေါင်းဆောင်မှုတာတိုအပြည့်ပြိုင်တာမဟုတ်ပဲနဲ့မာရသွန်ပြိုင်ပွဲဖြစ်ပါတယ်အလုတ်ချိန်ကြာမြင့်မှုခရီးသွားလာမှုတွေကိုခံနိုင်ရရှိဖို့အတွက်ကိုယ်ခန္ဓာကျန်းမာရေး physical health ကအခြေခံအရေးကြီးပါတယ် brain function အတွက်လည်းသိပ္ပံနည်းကျလေ့လာချက်များရပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းအုံနောက်ဆဲတွေကိုဖွံ့ဖြိုးစေပြီးဆုံးဖြတ်ချက်ချမှတ်ခြင်း decision making နဲ့ပြဿနာဖြေရှင်းခြင်း problem solving စွမ်းရည်ကိုမြင့်တက်စေပါတယ်အိပ်ဆက်ခြင်းမလုံလောက်တဲ့အခါခေါင်းဆောင်တယောက်အတွက်ဒေါသထွက်လာပြီးမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ကြီးပိုများပါတယ်ဒါကြောင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ခေါင်းဆောင်မှုပုံစံအတွက် resilient လိုပါတယ်ပြန်လဲယုံထကြွနိုင်မှုအခက်အခဲတွေ့ကြုံတဲ့အခါစိတ်ဓာတ်မကျပဲပြန်လဲဥဆောင်နိုင်မှု emotional intelligence EQ နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာမှုအဓိကလိုပါတယ် stress management အနေနဲ့ခေါင်းဆောင်တယောက်ရဲ့စိတ်ဖိစီးမှုအဖွဲ့အစည်းတစ်ခုလုံးကိုကူးဆက်တတ်ပါတယ်ဒါကြောင့်ခေါင်းဆောင်ခေါင်းဟာစိတ်တည်ငြိမ်မှအဖွဲ့သားတွေလုံခြုံမှုရှိပါတယ် the ripple effect ကြရိုက်ခတ်မှု health leader healthy team ဆိုတဲ့အတိုင်းခေါင်းဆောင်တယောက်ကမိမိကိုဂရုစိုက်တတ်မှအဖွဲ့သားကိုလည်းဂရုစိုက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ခေါင်းဆောင်လောင်းများအနေနဲ့အနော်ရထာခေါင်းဆောင်မှုပညာတက္ကသိုလ်အတွက်အောက်ပါ၃ချက်ကိုလိုက်နာကျင့်သုံးသင့်ပါတယ်ပထမအနေနဲ့ self care is not selfish မိမိကိုယ်ကျမ်းမာအောင်နေထိုင်ခြင်းအဖွဲ့အစည်းပေါ်တာဝန်ကျေပွန်ခြင်းဖြစ်ပါတယ်ဒုတိယအနေနဲ့ culture of wellness မိမိရဲ့အဖွဲ့အစည်းအတွင်းမှာကျမ်းမာရေးကိုတန်ဖိုးထားတဲ့ယဉ်ကျေးမှုတရားတည်ဆောက်ပါ lead by example ခေါင်းဆောင်ဆိုတာစကားနဲ့ပြောတာမဟုတ်ပဲကျမ်းမာကြက်ခိုင်တဲ့ဘဝနေထိုင်မှုပုံစံကိုပြရပါတယ်လို့၃ချက်ပြောပါတယ်အဲ့တော့ခေါင်းဆောင်တွေအနေနဲ့လောင်စာစီဖြစ်တဲ့ကျမ်းမာခြင်းကောင်းမှအဖွဲ့အစည်းအသင်းကြီးကရင်စရမောင်းနေနိုင်မှာဖြစ်ပါတယ်ခန္ဓာကိုယ်ကျမ်းမာရေးကတကယ်တော့ပြန်စဉ်းစားလိုက်မမြင်နိုင်တဲ့အင်ဂျင်ကြီးတစ်ခုပါပဲမမြင်နိုင်တဲ့အင်ဂျင်ကြီးတစ်ခုကြောင်းပြောမယ်ဆိုရင်ကျမ်းမာရေးကြောင်းပြောရပါမယ်အဲ့တော့ကျမ်းမာရေးအတွက်မမြင်နိုင်တဲ့ဒီအင်ဂျင်ကြီးတစ်ခုပုံပန်လဲပတ်နေဖို့အတွက်ကျမ်းမာကြက်ခိုင်တဲ့ကိုယ်ခန္ဓာစိတ်ဓာတ်နဲ့အတူခေါင်းဆောင်ခေါင်းတွေဖြစ်အောင်ပြုစုဖို့အတွက်ပုံမှန်နေ့စဉ်ကျမ်းမာရေးလေ့ကျင့်ခန်းနဲ့နာယူခန့်လုပ်ရပါမယ်ကျမ်းမာတဲ့ခေါင်းဆောင်ကအိတ်ရေးဝတ်အောင်လဲအိတ်နိုင်ရပါမယ်အိတ်ရေးဝတ်မှလည်းပြန်ပြီးတော့ခေါင်းဆောင်တဲ့ငူလုပ်ငန်းတွေစတင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ခေါင်းဆောင်ခေါင်းတွေရဲ့ကျမ်းမာရေးအတွင်းကလီစာတွေကောင်းမွန်ကြီးရသူစားတော့တဲ့အာဟာရပေါ်မှာလည်းမိတည်ပါတယ်အာဟာရပြည့်ဝတဲ့အစာအစာတွေစားတတ်အောင်ကျမ်းမာတဲ့အာဟာရဗီဒပညာရှင်တွေပေါ်မှာမေးမြန်းပြီးတော့နေ့စဉ်ပုံမှန်စားသုံးမှုအတွက်လည်းပုံမှန်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစာအစာတွေကိုသုံးဆောင်စားသုံးနေသင့်ပါတယ်အဲ့တော့ကျမ်းမာနေအောင်အာဟာရကစားသုံးမှုအတွက်အာဟာရပြည့်ဝတယ်ဆိုတဲ့နေရာမှာလေဒီအခုခေတ်ပြောနေတဲ့ဗီတာမင်အုပ်စုတွေနော်နောက်ယောဂကာကွယ်ရေးပေါ်လာဗီတာမင်နောက်တစ်ခုအင်အားပြည့်ဖို့အတွက်ပရိုတိန်းဆိုတဲ့အုပ်စုတွေဂစီဓာတ်ဆိုတဲ့အုပ်စုတွေ
အဲ့ဒီအုပ်စု၃မျိုးစလုံးညတတ်အောင်ပြေဝအောင်စားတော့တဟုလိုအပ်ပါတယ်အရေးကြီးပါတယ်ခေါင်းဆောင်ကောင်းတယောက်ကအဲ့တော့အာဟာရပြေဝအောင်စားတော့တတ်ပြီးရင်လေစားတော့သမျှကိုအစာကျင်ညက်အောင်နေတတ်သွားတတ်လာတတ်လှုပ်တတ်ရှားတတ်ဖို့လေလိုအပ်ပါတယ်အဲ့တော့နေ့စဉ်ကျန်းမာနေရေးအတွက် physical healthy လိုအပ်တဲ့အခြေခံတွေကိုအားလုံးနောက်လိုက်အသင်းသားတွေတို့လည်းမျှဝေပေးနေသင့်ပါတယ်ခေါင်းဆောင်ကောင်းတယောက်အနေနဲ့အဲ့တော့မျှဝေတဲ့နေရာမှာလည်းပဲယခုလို online စနစ်တွေနဲ့လည်းတစ်ပတ်တစ်ခါလောက်ဖြစ်စီကျမ်းမာရေးအသည့်တွေပညာပေးနေဖို့လိုပါတယ်အဲ့တော့ဒီနေရာမှာအနော်လည်းခေါင်းဆောင်မှုပညာတက်ကလေးတီထောင်တဲ့ founder ဖြစ်တဲ့ဒေါက်တာဗုဒ္ဓပီယရဲ့အတွေ့အကြုံဥပမာလေးဆရာတော်တစ်ပါးကိုပြောပါတယ်အမေရိကရောက်တယ်တဲ့အမေရိကဆရာတော်တစ်ပါးကိုသွားပြီးတွေ့တဲ့အခါအဲ့ဆရာတော်ကသူ့ရဲ့အတွေ့အကြုံကိုသေချာပြောပါတယ်တဲ့အဲ့အတွေ့အကြုံကဘာစကားလဲဆိုတော့အရင်လုံးကျမ်းမာနေတော့သူအကုန်လုံးကိုသာသနာအတွက်ဆွမ်းအားသမျှလုံနေနိုင်တယ်တဲ့အခုကျမ်းမာရေးမကောင်းလည်းမကောင်းတော့အားလုံးလွှတ်ချလိုက်ရတယ်တဲ့ကျမ်းမာရေးမကောင်းတာကအားလုံးကိုဆုံးရှုံးသွားတာပါပဲလို့အနော်ရထားခေါင်းဆောင်မှုပညာတက္ကသိုလ်ကြီးရဲ့ဖောင်တာဗုဒ္ဓပီယရဲ့အတွေ့အကြုံရှင်းပြပူပါတယ်အဲ့ဒီတော့သာသနာအတွက်ကောလောကအတွက်ကောအဲ့လိုကျမ်းမာရေးမကောင်းလို့စိတ်လျှော့ချလိုက်ပြီးဆုံးရှုံးလိုက်ရတဲ့ခေါင်းဆောင်တွေမနှဲပါဘူးအဲ့ဒီအတွက်ခေါင်းဆောင်ကောင်းတွေရဲ့အခြေခံလွတ်မြစ်လိုအပ်ချက်ဖြစ်တဲ့ကျမ်းမာရေးအခြေခံအဆောက်အအုံတွေမှာခုနပြောတဲ့ကိုကျမ်းမာအောင်စောင့်ရှောက်တတ်ဖို့အတွက်ရေရှည်ပလန်ချပါမယ်နေ့စဉ်စားသုံးမဲ့အစားအစာနေ့စဉ်ပလန်တွေချပါမယ်အပတ်စဉ်အတွက်အပတ်စဉ်ကျမ်းမာရေးလေ့ကျင့်ခန်းတွေအတွက်ပလန်ချပါမယ်အဲ့ဒီမှာနေ့စဉ်လေ့ကျင့်ခန်းကိုလည်းကျမ်းမာရေးလုပ်မယ်နာယူဝက်အခန်းကဏ္ဍတွေထည့်ပေးသင့်ပါတယ်အပြီးတဲ့အခါအေးရေးဝအောင်လည်းအနည်းဆုံး9နာရီ10နာရီအိပ်ရမယ့်အချိန်နဲ့ time management အနေနဲ့ဆွဲသင့်ပါတယ်ပြီးရင်အဲ့ဒီ time management အတိုင်းပုံမှန်ကျမ်းမာရေးကိုလည်းလုပ်ချင်ကန်လုပ်သလားအေးဝအောင်လုပ်သလားပုံမှန်ဟဲ့လားရေတောက်အစားတောက်တွေหนีဝဲသလားပုံမှန်နေ့စဉ်လက်ပတ်နေတဲ့ခန္ဓာကိုယ်အင်္ဂါကလိစာတွေပုံမှန်ရှိနေသလားဆိုတော့ကိုဂယုပြုမိနေခြင်းဟာကျမ်းမာဖို့အတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုအပ်ချက်တွေကိုကျမ်းမာရေးပညာရှင်တွေနဲ့လည်းတစ်လတစ်ခါလောက်ဖြစ်စီတွေ့ဆုံပြီးတော့ဆွေးနွေးသင့်ပါတယ်အဲ့တော့အနိကဆုံးကျမ်းမာရေးပညာရှင်ဆရာဝန်တွေဖြစ်စေယင်းဒီပတ်သက်ရတွေဖြစ်စေမိသားစုတွေမှာရှိပါတယ်ဆွေမျိုးတွေမှာအဲ့ရှိတဲ့လူတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကလေးစားတွေဖြစ်ပေါ်တဲ့အပေါ်မှာခန္ဓာကိုယ်ရဲ့ဘယ်အပိုင်းကတော့ဘယ်လိုနာကျင်တယ်ဘယ်ပိုင်းကတော့မနာကျင်ဘူးဘယ်ဝမ်းပိုက်ပိုင်းကတော့အတွင်းထဲမှာဘယ်လိုတွေဖြစ်တာဖြစ်တယ်ဘယ်လိုနေသားမျိုးရှိတယ်ဝမ်းကတော့ဥမာတစ်နေ့ပုံမှန်နှစ်ခါသွားတယ်ကျင်ငယ်တစ်နေ့ဘယ်နှခါဆွန့်တယ်ရေဘယ်နှလီတာတောက်တယ်အဲ့ဒီဈာတွေကနေပေါ်လာတဲ့ဝေဒနာတွေကိုကျမ်းမာပညာရှင်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်အဲ့လိုတွေ့ဆုံဆွေးနွေးပြီးလိုအပ်တဲ့အချက်လေးတွေလိုသလိုကိုဂရုစိုက်နေတဲ့ဈာကဖြစ်ပေါ်လာရင်ဘယ်လိုပြောင်းလဲပြုပြင်မလဲကိုယ့်ရဲ့ life style ကိုအဲ့ဒီဟာကိုလည်းဖြစ်စွပြီးတော့စဉ်းစားသင့်ပါအဲ့ဒါကြောင့်ဦးသိန်းအနေနဲ့ကတော့ခုနပြောတဲ့ကျမ်းမာရေးအရေးကြီးတဲ့အချက်၃ချက်အပြင်ကိုယ့်ရဲ့စံနမူနာထားမဲ့ပုဂ္ဂိုလ်ခေါင်းဆောင်ကောင်းတယောက်ရဲ့ကျမ်းမာပြီးလှုပ်ရှားနေနိုင်မှုကိုလည်းကြည့်ရှုပြီးဒီကျမ်းမာအောင်သူ့ရဲ့နေတိုင်းစားသောက်ပုံတွေဘယ်လိုလိုက်နာပြုပြင်ကောင်းမလဲလို့လည်းနမူနာယူသင့်ပါတယ်အဲဒါကြောင့်အခုဒီကျမ်းမာရေးအတွက်ဦးစင်းရဲ့15မိနစ်စာ presentation ပြောတဲ့နေရာမှာကျမ်းမာရေးနဲ့ခေါင်းဆောင်မှုသိပ္ပံနီးကြပေါ့ဒီဘက်ခေတ်မှာတော့သိပ္ပံနီးကြအများဆုံးယူသလိုရှေးရိုးနီးတွေလည်းပြစ်ပယ်လို့မရပါဘူးအဲ့တော့သူ့ရဲ့ရှေးရိုးနီးတွေနဲ့စကားလေးရှိပါတယ်ဒါလဲဆိုတော့ရှေးထုံးကိုလည်းမလွယ်နဲ့ဈေးသုံးကိုလည်းမကြွယ်နဲ့ဆိုတဲ့အတိုင်းအဲ့တော့အခုကျမ်းမာရေးအတွက်ကလည်းအဲ့ဒီတချို့ရဲ့ရှေးရိုးနီးလန်းတွေကလည်းအလုတ်ကင်အလုတ်ဖြစ်ပါတယ်ဥပမာမြတ်ဗုဒ္ဓရဲ့ဝီနီးထဲမှာဆိုရင်ဘာပြောထားသလဲဆိုတော့မျက်စိမှာအကြည်နားမှာအစီ